ကဲခုချိန်မှာကျမတို့ကဘာလုပ်မလဲဆိုတော့တထေးမကပေါ့နော်ကြက်ဥကြော်ခိုင်းနေကျမတို့ကြက်ဥကြော်စားချင်ဆိုတော့ကျမတို့ရဲ့ဒီမှာကြက်သွန်ရယ်ငဲဥသီးရယ်ကြော်ပေးမယ်ပေါ့တစ်ပတ်ကန်3လုံးကျမတို့ကမဲ့ဘက်မှာဆိုမှကျမတို့ကြက်ဥကြော်လာခိုင်းနေဒုက္ခပဲကဲကြော်ခိုင်းနေကြော်ရမှာလားကြော်တော့မှာပါဟိုကစပုံမူရဲ့ကြော်ဖို့ချောင်းနေတယ်ပေါ့နော်ကျမတို့ရဲ့စပုံမူရဒီမှာကြက်ဥကျမဝေးရရိုက်တယ်ကျမကြောက်တယ်လို့ပါဓာတ်နဲ့ဖုန်းနဲ့မော်စကိုရောက်ကုန်မယ်ခုရှိမှတော့ကျမတို့ရဲ့ကြက်ဥကပြလေးဖြစ်သွားတယ်ပေါ့နော်အောင်မလီလှချက်ကြီးကြက်ဥကြော်စားရှင်နေဆိုရင်ကြက်ဥရဲ့ကြက်သွန်ရဲ့ငဲဥသီးစိမ်ပပလီပြီးခနောကြက်သားမုတ်ကလေးကိုထည့်သူတို့ကချုံမလုံးဝမသုံးဘူးပေါ့နော်ပြီးလို့ဆိုရင်ခရုစီလေးနည်းနည်းလေးထည့်ကြော်တယ်ပေါ့သူတို့ကပြောတယ်အရန်စားကောင်းတယ်တဲ့တို့ကြော်တာအားကြောင့်မလို့ကျမတို့ကြော်ပေးရတယ်ပေါ့နော်တစ်ခါတလေကျတော့လဲကြက်ဥကြော်လေးနဲ့ထမင်းစားလို့မိန်ပါတယ်ဒါကတော့ဟိုတယ်ရုံးခန်းမှာပေါ့နော်ဒါတော့ထမင်းစားဆောင်ပါဒါတော့အထဲမှာနန်လို့ပေါ့နော်စဖိုမူကမရောက်လာသေးတော့ကျမတို့ညောင်စဖိုမူဖြစ်နေပါတယ်သူတို့ကိုကျွေးတဲ့သမင်းဟင်းပေါ့ကြက်ဥကြော်နဲ့ကျွေးတယ်ပြီးရင်ထဲမှာကြက်သားမွားကြော်ရှိပါသေးတယ်ရှင်ကဲအခုကတော့အရန်ကိုမွေးနေတဲ့ကြက်ဥကြော်လေးရပါပြီရှင်ပကံလေးကိုလှလှလေးထည့်ပါမယ်စဖိုမူကကျမတို့နှစ်ယောက်ကဒီမှာပေါ့နော်တန်ရှိမဲ့ပန်းကလေဟင်းတွေပါချက်နေရတယ်ဘာလဲချက်နေရတယ်ဘာတွေတူလဲဆိုစပုံမူတွေဖြစ်ကုန်ပြီဒီမှာဒီမှာလဲစပုံမူဝစ်စုံနေအဲ့လိုဖြစ်သွားတာကြလားဒီလေးအဲ့လိုထက်ဒီလေးနဲ့ဆိုတော့ဆင်းမပြေဘူးကြောက်ဦးမခဲမှာမကြောက်ဘူးလားမကြောက်ရင်ပြန်ကြော်ပေါ့ဒါနှစ်ပိုင်းပြီးတော့တစ်ပိုင်းစီထည့်လိုက်တစ်ပိုင်းအဲ့လိုကျွတ်တုံထည့်လိုက်ကျွတ်တုံထည့်တော့ပျော့သွားပြီပျော့ဖြစ်ဖြစ်သွားတယ်ရလားကျမတို့ကြုံကြော်အဲ့လိုဖြစ်သွားတယ်နော်ဥမာတော့ကျမတို့ပကံလေးကိုလှလှလေးထည့်ပါမယ်ဒါပေမဲ့သူမလှဘူးဖြစ်နေပါတယ်စီစလောင်သူကစီတိတ်မစားဘူးစီကများများထည့်ရတယ်ဒါပေမဲ့အရန်ကိုမှုေးတဲ့ကြက်ဥကြော်လေးဖြစ်နေပါတယ်စားချင်စရာလေးဖြစ်အဲ့ဒါလှုပ်ပလိုက်တော့အဲ့ဒါတွေကဒီမှာပေါ့နော်ဒါထိုင်းနေစားတဲ့လက်ရပါသူတို့ကဒီလိုပဲစားတယ်ပေါ့နော်ကြက်ဥကြော်ပြီးငပိထောင်းနဲ့ဗာဒီညာလေးလောင်းမယ်လေရမ်းမိုက်တယ်ကျမတို့ရဲ့လက်ရပေါ့နော်ကျမတို့ချက်ကြည့်တာသူခုလုံးလုံးစားနေရတယ်ပေါ့စားခြင်းနဲ့ဆိုရင်ကျမတို့ကြက်ဥကြော်ကြည့်မယ်လိုက်ခဲ့နော်ဒီကိုလာခဲ့ပါ